မင်္ဂလာပါကျွန်တော်နာမည်ကတော့ slide book times ပါတယ်အခုကျွန်တော်ရုပ်ရှိနေတဲ့နေရာကတော့ချင်းပြည်နယ်ရွက်ကိုပွဲကော်မရှင်အဖွဲ့ခွေရုံးလေးဖြစ်ပါတယ်ကျွန်တော်ဒီမှာချင်းပြည်နယ်ရွက်ကိုပွဲအဖွဲ့ခွေရဲ့အတွင်းမှုဖြစ်တဲ့ဦးလင်းကျော်နဲ့ကျွန်တော်တွေ့ဆုံနေမှာဖြစ်ပါတယ်2020ရွက်ကိုပွဲရွက်ပွဲကော်မရှင်ရုံးဖက်ကနေစင်ကိုမှုရဲ့ခက်ခဲပါလိရှိနေလေပြင်ကိုချိုမိုတွားနေလားဆိုတဲ့ဥစ္စာလေးကိုကျွန်တော်မေးရမှာဖြစ်ပါတယ်ခုလိုချင်းပေးတဲ့တွေ့ကြရုပ်တင်ပါရင်ကျွန်တော်ကျေးဇူးတင်ပါတယ်ဗျဟုတ်မှာဆုံးနေနဲ့ဒီနေ့အထိပေါ့နော်အချိန်လေးကိုနည်းနည်းပြုတ်ပြပေးပါရွေးကောက်ပွဲဖြစ်စဉ်မှာတော့ကျွန်တော်တို့ရွေးကောက်ပွဲစတဲ့ဟာတော့10လပိုင်း29ရက်နေ့ကနေစလိုက်တဲ့ကြိုတင်မဲလုပ်ငန်းစဉ်ပေါ့ကြိုတင်မဲလုပ်ငန်းစဉ်မှာတော့10ရက်ကြိုတင်မဲရှိတယ်ပြီးရင်ကျွန်တော်တို့အသက်60နှစ်အထက်မဲဆန္ဒရှင်တွေအတွက်ကိုလည်း10ရက်ကြိုတင်မဲနိုဝင်ဘာ9ရက်နေ့ထိဆောင်ရွက်နိုင်ခဲ့တယ်ပြီးလို့ရှိရင်2ရက်ကြိုတင်မဲမှာအိမ်နိုင်ငံရောက်လိုက်ကောက်ရတဲ့ကြိုတင်မဲတွေရယ်ရကြေးရုံးတွေမှာဆောင်ရွက်ရတဲ့ကြိုတင်မဲတွေရယ်ရခိုင်ရွေးကောက်ပွဲတွေနဲ့မတူဘဲနဲ့ဒီ COVID-19 ရောဂါကာလအတွင်းမှာဆောင်ရွက်ရတာဖြစ်တဲ့အတွက်ကြောင့်လုပ်ငန်းစဉ်တွေကတော့များများဆဆဆောင်ရွက်ရတယ်အဲ့ဒီမှာပညာရေးဝန်ထမ်းတွေရယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းတွေရယ်အချို့ဌာနဆိုင်ရာတွေနဲ့ပူးပေါင်းပြီးတော့ပို့ပြီးတော့ပူးပေါင်းမိတဲ့လုပ်ငန်းစဉ်တွေကိုကျွန်တော်တို့ကဆောင်ရွက်ခွင့်ရခဲ့ပါတယ်လုပ်ငန်းစဉ်တွေဆောင်ရွက်တဲ့အခါမှာလည်းအငင်းပွားမှုတွေတန်တရားစိတ်တွေကတော့မြို့နယ်တိုင်းမှာရက်ကွက်တိုင်းကျေးရွာတိုင်းမဲရုံတိုင်းမှာရှိပါတယ်ဒါကတော့ကျွန်တော်တို့ဒီချင်းပြည်နယ်အတွင်းမှာတော့ကြုံတွေ့ရတဲ့ပြဿနာကြီးကြီးမားမားဆိုတဲ့ဟာတော့မရှိပါဘူး။ဘာကြောင့်လဲဆိုတော့ကိုပြည်နယ်အတွင်းမှာရှိတဲ့မဲဆန္ဒရှင်တွေကျွန်တော်တို့ချင်းလူမျိုးတွေအနေနဲ့စိတ်သဘောထားနဲ့ပတ်သက်ပြီးတော့ဒီလိုပဲအငင်းပွားမှုတွေပြဿနာတွေကြီးကြီးမားမားမရှိဘူးလို့ပဲကျွန်တော်အနေနဲ့ကတော့ယုံကြည်ပါတယ်။ရွေးကောက်ပွဲနေ့မှာလည်းဒီလိုပါပဲနိုင်ငံရေးပါတီတွေကနေမှကိုယ်စားလှယ်လောင်းတွေမဲယုံကိုယ်စားလှယ်တွေပြီးရွေးကောက်ပွဲကိုယ်စားလှယ်တွေဒီပုံကိုယ်တွေအနေနဲ့လည်းမဲယုံထဲမှာလာရောက်ပြီးတော့လိုအပ်တဲ့ဟာတွေကိုထောက်ပြရတဲ့ဟာတွေရှိတယ်ပြီးလို့ရှိရင်မဲဆန္ဒရှင်တွေနဲ့လည်းဒီကိုဗစ်နဲ့ပတ်သက်ပြီးတော့ပူးပေါင်းဆောင်ရွက်မှုအားတွေကအရန်ကောင်းတာဖြစ်တဲ့အတွက်ကြောင့်လည်းအခက်အခဲတော့ရှိတယ်ဆိုပေမဲ့လည်းပြဿနာတစုံတရာတော့မရှိခဲ့ပါဘူးဗျကျေးဇူးတင်ပါတယ်ဒီရွေးကောက်ပွဲမှာအချင်းချင်းတိုင်တာတွေမင်းနဲ့ချင်းထိမိတာတွေဥပဒေချုပ်ဖောက်တဲ့ပုဂ္ဂိုလ်များရှိသလားပေါ့ပြင်လေဒီတွန်းဆောင်ဖက်ကိုနည်းနည်းမေးစင်ကကွေးလွေးမှုရှိတယ်ပေါ့အဲ့လိုနဲ့ကျွန်တော် online မှာလည်းတွေ့ကြတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဗာများပြောချင်တာများရှိတယ်ဟုတ်ကျွန်တော်တို့မြို့နယ်တိုင်းမှာတော့မဲမှုတူမဲမှုတွေရက်ကြေးတွေကိုတင်နန်းပေးတဲ့အခါမှာတင်နန်းတော့ပေးခဲ့တာပေါ့ဒါပေမဲ့လည်းရက်ကွာဟသွားတဲ့ဟာရဲ့လုပ်ငန်းတာဝန်များပြားတဲ့အခါမှာမဲမှုတွေနဲ့မဲအဖွဲ့ဝင်တွေနဲ့နောက်ရက်ကြေးကော်မရှင်တွေရဲ့လိုအပ်ချက်တွေကိုလည်းကျွန်တော်တို့တွေ့ရှိရပါတယ်ဒါကတော့သူတို့ကအမှားယွင်းကြီးကြီးမားမားတော့မဟုတ်ပေမဲ့လည်းစိုးရင်စိတ်နဲ့ပေါ့စိုးရင်စိတ်နဲ့အမှားယွင်းလေးတွေတော့ရှိတယ်ဒါဘာလဲဆိုတော့လွတ်တော်ကိုယ်စားလှယ်လောင်းတွေမဲယုံထဲမှာအချို့နေရာတွေမှာပေးမဝင်ဘူးဒါပေမဲ့လည်းကျွန်တော်တို့ကိုဗစ်ကာလဖြစ်တဲ့အတွက်ကြောင့်အထဲထဲမှာပေးထားတဲ့နေရာရတဲ့အကျယ်ဝန်းပေါ့အကျယ်ဝန်းရ9နေရာလောက်ပဲရှိတယ်ဆိုရင်9ရောက်လောက်ပဲတွင်းလို့ရတယ်နောက်တဲ့ရွေးကောက်ပွဲကိုယ်စားလှယ်တို့လွတ်တော်ကိုယ်စားလှယ်လောင်းတို့ရောက်ရှိလာတဲ့ခါကျရင်အမှန်တကယ်တော့သူတို့ရဲ့မဲယုံကိုယ်စားလှယ်တွေကိုခဏပေါ့ခဏအပြင်ကိုထုတ်ပြီးတော့မှဒီလွတ်တော်ကိုယ်စားလှယ်လောင်းတွေကိုမဲယုံတွေကိုနောက်ပြီးတော့ကြိုတင်မဲလုပ်ငန်းစဉ်လုပ်နေတဲ့နေရာတွေကိုထည့်ပေးရမှာအဲ့မှာစိုးရင်စိတ်ဒီနဲ့ရကြီးကော်မရှင်တို့မဲယုံဖွဲ့ဝင်တွေကဒါကတော့အထက်ထဲမှာလူပြည့်နေတာတွေကိုရှိတာဖြစ်တဲ့အတွက်အလောက်ကလည်းများပြားနေတဲ့ခါမှာတခါကြလို့ရှိရင်အထဲဝင်လို့မရသေးပါဘူးဆိုတဲ့အတန်နဲ့မဟုတ်ဘဲနဲ့ဝင်လို့မရဘူးဆိုပြီးတော့ပြောလိုက်တဲ့ခါမှာဒါမျိုးလေးတွေလည်းအငင်းပွားမှုတွေရှိတယ်ပေါ့ရွေးကောက်ပွဲနေ့မှာလည်းကျွန်တော်စိတ်မကောင်းစရာတော့တီးတိမ်ဘက်နဲ့ထန်တလန်ဘက်မှာခုနလိုနှစ်ခါမဲပေးတဲ့ဖြစ်စဉ်တွေ့ရပါတယ်ဒါပေမဲ့နှစ်ခါမဲပေးတဲ့ဖြစ်စဉ်မှာလည်းတကယ်မတမာတဲ့ပုံစံနဲ့လာပေးတယ်လို့တော့ကျွန်တော်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဖော်ခွဲအနေနဲ့ကတော့မယူဆထားပါဘူးသို့တော့သူ့ရဲ့ဥပဒေကျွန်တော်တို့ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေကိုတေချာသဘောမပေါက်သေးတာရယ်ထုတ်လွှင့်ပြန်ကြားနေတဲ့ပြဋ္ဌာန်းချက်တွေကိုလည်းသူမသိလိုက်တာရယ်ဒီအပေါ်မှာမူတည်ပြီးတော့သဘောရိုးနဲ့ပဲလာပြီးတော့နှစ်ကြိမ်မဲပေးမိတယ်လို့ပဲကျွန်တော်တို့ကတော့ယူဆပါတယ်သို့တော်လည်းကျွန်တော်ဒီမိုကရေစီနိုင်ငံမှာတော့ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေဆက်ရှိနေရမှာဖြစ်တဲ့အတွက်ကြောင့်ကျန်တဲ့မဲဆန္ဒရှင်ပြည်သူတွေကတရုတ်မှားပေါ့ဒါမျိုးနှစ်ကြိမ်မဲပေးလို့ရှိရင်လည်းရပါတယ်ဆိုတော့အယူဆတွေဖြစ်သွားမှာဆိုတဲ့အတွက်အများစုအတွက်ကိုကျွန်တော်ဒီ2ယောက်လောက်ကိုတော့စံနမူနာပြတော့မဟုတ်ပါဘူးဥပဒေရပေးထားချက်အတိုင်းပဲအရေးယူဆောင်ရတဲ့အနေအထားတွေကတော့ရှိခဲ့ပါတယ်
ဒီကျွန်တော်တို့ရက်ကြီးရွေးကောက်ပွဲကော်မရှင်ဖွဲ့ခွဲအဆင့်ဆင့်နေနဲ့လည်းအများကြီးလိုအပ်ချက်ရှိပါသေးတယ်။နောက်ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေမှာပြင်ဆင်ဆောင်ရွက်မဲ့ဟာတွေပေါ့ပြည်နယ်ကနေစကျွန်တော်တို့ခရိုင်တွေမြို့နယ်တွေရက်ကြီးအဆင့်ထိဒါတွေကလည်းဥပဒေနည်းဥပဒေနဲ့လုပ်ငန်းစဉ်တွေအပေါ်မှာပြည်နယ်အဆင့်မြို့နယ်အဆင့်တွေကဘလောက်ပဲတည်အောက်ချိန်မှာရှိတဲ့ရက်ကြီးကော်မရှင်တွေဖွဲ့စည်းမှုအပိုင်းရက်ကြီးကော်မရှင်တွေဆောင်ရွက်မဲ့လုပ်ငန်းစဉ်တွေအပိုင်းကိုတိတိကျကျကြည်ကြဲပြန့်ပြန့်နဲ့ပေးနိုင်မှုတော့ကျွန်တော်တို့အများကြီးစူးစမ်းအားထုတ်အောင်မယ်မဲုံမှုဖွဲ့ဝင်တွေတင်နန်းနေဆိုလို့ရှိရင်လည်းဒီထက်မကပေါ့အသေးစိတ်တဲ့အချိန်ရပြီးတော့ကြည်ပြန့်နဲ့တင်နန်းတွေကိုလည်းကျွန်တော်တို့ပေးမှသာလေနောက်ရွေးကောက်ပွဲတွေမှာအကောင်းဆုံးသူတို့တာဝန်တွေထမ်းဆောင်နိုင်မယ်သူတို့ကနေတဆင့်မဲဆန္ဒရှင်ပြည်သူတွေကိုကျွန်တော်တို့ရဲ့လွှတ်တော်ရွေးကောက်ပွဲဥပဒေတွေနည်းဥပဒေတွေပြဋ္ဌာန်းချက်တွေညွှန်ကြားချက်တွေဒါတွေကိုကြည်ကြဲပြန့်ပြန့်နဲ့မဲဆန္ဒရှင်ပြည်သူတွေကိုဗုဒ္ဓ education တွေကောင်းကောင်းပေးသွားနိုင်မှာဖြစ်ပါတယ်အထူးသဖြင့်ကတော့ကျွန်တော်တို့ဒီဘက်မှာတောဆန်ပေါ့တောဆန်နယ်ဘက်မှာတောဆန်မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဖွဲ့ခွဲမှာဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့လည်းကျွန်တော်တို့အနေနဲ့စိတ်မကောင်းပါဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တွေရဲ့အားနည်းချက်လည်းပါပါတယ်။အားနည်းချက်ပါလဲဆိုတော့ပုံစံ16တီကိုမဲရုံကနေရောက်လာတဲ့အခါမှာကျွန်တော်တို့ကစီစစ်ပြီးတာနဲ့ပုံစံ19တဲ့ကို manual စနစ်နဲ့တွင်းရပါတယ်။ဒါလက်ရေးမှုနဲ့တွင်းတယ်ပေါ့။လက်ရေးမှုနဲ့တွင်းတဲ့အခါမှာတော့အမှားရင်းမရှိဘူးကွန်ပျူတာနဲ့တွင်းတဲ့အခါမှာကွန်ပျူတာကိုအပြစ်တင်တာတော့မဟုတ်ဘူးရိုက်သွင်းတဲ့လူရဲ့လိုအပ်ချက်ပေါ့ရိုက်သွင်းတဲ့လူရဲ့လိုအပ်ချက်ကြောင့်ပဲကျွန်တော်တို့အမှားရင်းဖြစ်တယ်ဒါလည်းကျွန်တော်တို့ပို့ပြီးတော့ပွင့်လင်းမြင်သာမှုရှိအောင်ပုံစံ19ရောက်လာတယ်ဆိုလို့ရှိရင်အခန်းထဲမှာယူပြီးတော့လုတ်တဲ့အနေအထားမဟုတ်ပုံစံ16တွေတွင်းတဲ့အခါမှာမဲဆန္ဒရှင်ပြည်သူတွေရောလာကြည့်နိုင်တယ်လေးလာဆောင်ကြည့်တဲ့လူတွေရောမီဒီယာတွေရောနိုင်ငံရေးပါတီတွေရောလာကြည့်နိုင်မှုတော့ကိုကျွန်တော်တို့ကပြင်ဆင်ပြီးမှဆောင်ရွက်ရတာဖြစ်တဲ့အတွက်ကြောင့်အခုလိုချက်ချင်းမှားရင်းသွားတဲ့ကိစ္စလေးကိုရုံးဝဲထဲမှာလုပ်လို့မှားရင်းသွားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကချက်ချင်းပြင်နိုင်လို့ရတယ်ပေါ့အများရှိမှကျွန်တော်တို့ကပွင့်လင်းမြင်သာမှုရှိအောင်လုပ်တဲ့အခါမှာမှားရင်းမှုအခုလိုဖြစ်သွားတဲ့အခါမှာကျွန်တော်တို့ရဲ့အားနည်းချက်လည်းပါတယ်တိုးတော့ဒီဟာကိုပြင်ဆင်မှုတော့ကနိုင်ငံရေးပါတီတွေရောတောဆန်မှာရှိတဲ့နိုင်ငံရေးပါတီတွေနောက်လွတ်တော်ကိုယ်စားလှယ်လောင်းတွေပေါ့သူတို့ကိုလည်းကျေးဇူးတင်တယ်ထောက်ပြပေးတဲ့ပုံကိုယ်တွေကိုလည်းကျွန်တော်တို့ကကျေးဇူးတင်တယ်ဒါလေးကိုအချိန်မီကျွန်တော်တို့မှန်ကန်တဲ့ရလဒ်တစ်ခုကိုကျွန်တော်တို့ပြင်ဆင်နိုင်ခဲ့ပါတယ်အခုနဒီတရားဆွေးတဲ့ကျွန်တော်တို့အဲ့မှာမဲလာပေးတဲ့မဲရုံအတွင်းမှာပဲသူကနှစ်ကာမဲပေးတဲ့ဖြစ်စဉ်ကိုတွေ့မြင်တာဖြစ်တဲ့အတွက်ကြောင့်အဲ့အချိန်မှာဆောင်ရွက်နေတဲ့ပေါ့ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေဆောင်ရွက်နေတဲ့နိုင်ငံရေးပါတီပဲဖြစ်ဖြစ်ကျွန်တော်တို့မဲရုံဖွဲ့ဝင်တွေဖြစ်ဖြစ်လုပ်ငန်းတာဝန်တွေများပြားနေတာဖြစ်တဲ့အတွက်ကြောင့်ရက်ကြီးကော်မရှင်ဘက်ကနေမှမြန်ဆန်အမှုပြတ်သွားအောင်ကျွန်တော်တို့ရဲစခန်းမှာအမှုဖွင့်တိုင်တန်းတာတွေဆောင်ရွက်ပါတယ်ဒါပြစ်မှုနဲ့ပြစ်ဒဏ်ဆိုလို့ရှိရင်လည်းပြစ်ဒဏ်တွေနဲ့ကတော့ထောင်ဒဏ်တစ်နှစ်နဲ့ဒါမှမဟုတ်လို့ရှိရင်လည်းငွေဒဏ်တစ်သိန်းပေါ့သူ့ရဲ့သဘောရိုးနဲ့ဖြစ်ခဲ့တယ်ဆိုလို့ရှိရင်တော့အမှုကပေါ့ရောက်ပြီးတော့ငွေဒဏ်နဲ့လည်းပြီးသွားနိုင်ပါတယ်ဗျကျွန်တော်အနေနဲ့ကတော့မဲဆန္ဒရှင်ပြည်သူတွေကိုအရန်ကျေးဇူးတင်တယ်ဘာကိုကျေးဇူးတင်လဲဆိုတော့ကျွန်တော်တူတင်မဲ့လုပ်ငန်းစဉ်မှာပဲဖြစ်ဖြစ်ရွေးကောက်ပွဲနေ့မှာပဲဖြစ်ဖြစ်လာရောက်တဲ့အခါမှာစနစ်တကျနဲ့ပေါ့COVID-19 ရောဂါကူးစက်မှုမခံရဖို့အတွက်ထုတ်ပြန်ထားတဲ့စီမင်းစည်းကမ်းတွေအတိုင်းကိုမဲဆန္ဒရှင်ပြည်သူတွေကလိုက်နာပြီးတော့ဆောင်ရွက်ခဲ့ကြတယ်ဒါကျွန်တော်တို့ပြည်နယ်အတွင်းမှာအရန်အားရစရာကောင်းတယ်အဲ့အတွက်ကြောင့်လည်းမဲဆန္ဒရှင်ပြည်သူတွေကိုအထူးပဲကျေးဇူးတင်တယ်ကျွန်တော်တို့ကော်မရှင်ဖွဲ့ခွဲအဆင့်ဆင့်အနေနဲ့လည်းလိုအပ်ချက်တွေရှိပါသေးတယ်ဘာကြောင့်လဲဆိုတော့ရွေးကောက်ပွဲတစ်ခုနဲ့တစ်ခုကပို့ပြီးတော့ပြည်ပြင်ပြီးတော့ကောင်းလာဖို့မဲဆန္ဒရှင်ပြည်သူတွေကိုကျွန်တော်တို့ကော်မရှင်ဖွဲ့ခွဲတွေအဆင့်ဆင့်အနေနဲ့စားဘစ်ဘယ်လိုပေးရမလဲသူတို့ရဲ့လိုအပ်ချက်တွေကိုကျွန်တော်တို့ဘယ်လိုဖြည့်ဆည်းပေးရမလဲနိုင်ငံရေးပါတီတွေရဲ့လိုအပ်ချက်တွေပြီးရင်နိုင်ငံရေးပါတီတွေနဲ့ပူးပေါင်းမှုအားတွေပိုကောင်းလာဖို့အတွက်ကိုကျွန်တော်တို့တွေကထပ်ပြီးတော့ဆောင်ရွက်တော့ဖို့ကျွန်တော်တို့အချိန်မှာရှိပါတယ်။ဘာကြောင့်လဲဆိုတော့နိုင်ငံရေးပါတီတွေအခုလိုအငင်းပွားမှုတွေဒီကျွန်တော်တို့တွေနဲ့ထိစပ်မှုတွေနည်းနေတာကိုလည်းတွေ့ရတယ်။ဥပဒေနည်းဥပဒေတွေတယောက်နဲ့တယောက်အမြင်ချင်းဖလှယ်တဲ့လုပ်ငန်းစဉ်တွေမှာလည်းနည်းနေတာကိုတွေ့ရတယ်။ဒါတွေကတော့ဒီချိန်ကာလမှာတော့ရှိနေကြအောင်ပါ။နောက်လာမဲ့ရွေးကောက်ပွဲတွေကာလရွေးကောက်ပွဲအကြိုကာလတွေမှာတော့ဒီဟာတွေကိုကျွန်တော်တို့နမူနာယူပြီးတော့ကိုယ့်ရဲ့အားနည်းချက်တွေဖော်ထုတ်ပြီးတော့ဒီအားနည်းချက်တွေမှာအားလုံးပူးပေါင်းဆောင်ရွက်နိုင်တဲ့လုပ်ငန်းစဉ်တွေဖြစ်အောင်တော့မဲဆန္ဒရှင်ပြည်သူတွေနဲ့ရောနိုင်ငံရေးပါတီတွေနဲ့ရောဒီထက်မကပို့ပြီးတော့အနီးကပ်ဖြစ်အောင်ပူးပေါင်းဆောင်ရွက်တဲ့လုပ်ငန်းစဉ်တွေဆောင်ရွက်နိုင်မှုတော့ကတော့ကျွန်တော်တို့စူးစမ်းသွားမှာပါအထူးသဖြင့်တော့ဒီ2020နိုဝင်ဘာ10ရက်နေ့မှာကျင်းပခဲ့တဲ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့ကတော့
မဲဆန္ဒရှင်ပြည်သူတွေကိုလည်းစီကံတကြနဲ့ဆောင်ရွက်ပေးခဲ့တဲ့အတွက်အရန်ကျေးဇူးတင်တယ်ဒီထဲမှာရွေးကောက်ပွဲလုပ်ငန်းစဉ်ထဲမှာမှအောက်ခြေအဆင့်ထိအောက်ခြေအဆင့်မှာတကယ်ကိုလက်တွေ့ကြကြတာဝန်ထမ်းဆောင်ခဲ့ကြတဲ့ရက်ကွက်နဲ့ကြေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဒီအားလုံးကိုအထူးသဖြင့်ကျေးဇူးတင်တယ်မဲုံမှုဒူမဲုံမှုနဲ့မဲုံဖွဲ့ဝင်တွေလည်းပညာရေးဝန်ထမ်းတွေရောကျန်တဲ့ကျွန်တော်တို့ဌာနဆိုင်ရာဝန်ထမ်းတွေလည်းကိုယ့်ရဲ့မူလတာဝန်မဟုတ်ပေမဲ့လည်းနိုင်ငံတာဝန်ကဲ့သို့အသေးစိတ်ကျွန်တော်တို့အရင်ရွေးကောက်ပွဲနဲ့မတူဘဲနဲ့ကြိုတင်မဲတွေဆောင်ရွက်တဲ့လုပ်ငန်းစဉ်ကနေစပြီးတော့ဝန်းပြီးတော့အကူအညီဆောင်ရွက်ပေးခဲ့တဲ့ဆရာမအားလုံးဌာနဆိုင်ရာအားလုံးကိုကျွန်တော်ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကိုစားအထူးပဲကျေးဇူးတင်တယ်။နောင်လာမဲ့ရွေးကောက်ပွဲတွေမှာလည်းကျွန်တော်တို့ဒီထက်မကပူးပေါင်းဆောင်ရွက်မှုအားတွေကောင်းမယ်ဆိုရင်ကိုယ့်ရဲ့နိုင်ငံရဲ့ပြရုပ်ပြီးရင်ကျွန်တော်တို့ရဲ့ပြည်နယ်ရဲ့ပြရုပ်ချင်းလူမျိုးတွေစိတ်နေသဘောထားကိုပို့ပြီးတော့ထိထိမိမိနဲ့ပေါ်လွင်နိုင်မှုတော့ကတော့ဆက်လက်ပြီးကျွန်တော်တို့ပူးပေါင်းဆောင်ရွက်သွားကြမယ်လို့ကျွန်တော်အနေနဲ့တန်တိတ်တန်ချထားပါလေအားလုံးလည်းပူးပေါင်းဆောင်ရွက်မယ်လို့ယုံကြည်ပါတယ်ကျေးဇူးတင်ပါတယ်ဗျ